ဥပဒေစကားလုံးတွေကိုခက်ခဲတယ်လို့အများကထင်မှတ်ထားကြပါတယ်။ဒီဗီဒီယိုကိုကြည့်ပြီးကိုထင်တယ်လို့စကားလုံးတွေကမခက်ခဲကြောင်းခေါင်းမရှုပ်ကြောင်းသိရှိသွားမှာဖြစ်ပါတယ်။အထူးသဖြင့်မြန်မာဥပဒေမှာအသုံးများတဲ့စကားလုံးတွေကိုနားလည်ထားရင်အနာဂတ်မှာပညာရေးအလုပ်အကိုင်လူမှုဘဝနဲ့ဥပဒေရေးရာကိစ္စတွေမှာအကျိုးရှိစေမှာဖြစ်ပါတယ်။ဒီတစ်ခေါက်ဗီဒီယိုမှာတော့မြန်မာနိုင်ငံမှာဥပဒေအရနစ်နာတဲ့သူဟာမိမိရဲ့နစ်နာမှုအတွက်ရဲစခန်းနဲ့တရားရုံးမှာတရားလိုအဖြစ်တရားစွဲနိုင်ပါတယ်။ပြစ်မှုကျူးလွန်ပြီးတရားစွဲခံရတဲ့သူတွေကိုတရားခံလို့ခေါ်ပါတယ်။ရဲစခန်းကအရေးယူတဲ့အမှုတွေမှာအာမခံပေးနိုင်တဲ့အမှုကိုဆိုရင်အာမခံပေးမယ်။အာမခံမပေးနိုင်တဲ့အမှုဖြစ်ရင်တရားခံကိုဖမ်းဆီးထားရပါမယ်။ရဲစခန်းမှာတရားခံတဦးကို24နာရီသာဖမ်းဆီးနိုင်တယ်။အဲ့ဒါထက်ကျော်ပြီးဖမ်းချင်ရင်သက်ဆိုင်ရာတရားရုံးကတရားသူကြီးတွေမှာဖမ်းဆီးချုပ်နှောင်မိန့်တောင်းခံရပါတယ်။တရားခံတဦးကတရားရုံးမှာအချုပ်လွတ်ထုချေခွင့်အာမခံရရှိရန်လျှောက်ထားနိုင်ပါတယ်။ပြည်မှုဆိုင်ရာဥပဒေမှာအာမခံပေးနိုင်တဲ့ပုံမှန်တွေကိုပြည်မှုဆိုင်ရာကျင့်ထုံးဥပဒေပုံမှန်496အရအာမခံပေးနိုင်ပါတယ်။ပြည်မှုတွေကိုမြို့နယ်တရားရုံးမှာစတင်စစ်ဆေးတယ်။ကြန့်ရှိတဲ့တရားရုံးတွေကအယူခံတဲ့ပြင်ဆင်မှုတွေကိုဆုံးဖြတ်တဲ့တရားရုံးဖြစ်တယ်။ထောင်ဒဏ်9နှစ်နဲ့အထက်ပြစ်မှုတွေတည်တံပေးမဲ့ပြစ်မှုတွေကိုခရိုင်တရားရုံးမှာစတင်စစ်ဆေးပါတယ်။ကိုယ်အိမ်နဲ့ဖောက်ထွင်းခံရပြီးပစ္စည်းတွေအခိုးခံရရင်အရင်ဆုံးရဲစခန်းမှာအမှုသွားဖွင့်ပါ။ရဲစခန်းကတာဝန်ရှိတဲ့အရာရှိကအမှုဖြစ်အကြောင်းအရာကိုရေးမှတ်ထားပါတယ်။အဲ့ဒါကိုပထမသတင်းပေးတိုင်ချက်လို့ခေါ်ပါတယ်။ဒီကုန်းချုပ်အနေနဲ့မြန်မာစာကိုလေ့လာသင်ယူနေကြတဲ့ကျောင်းသားကျောင်းသူတွေဟာမြန်မာဥပဒေစကားလုံးတွေကိုသိရှိနားလည်ထားရင်အဖို့မဖြစ်နိုင်တဲ့ဝိသုဒတစ်ခုဖြစ်ပါတယ်။ဥပဒေဝိသုဒရှိသူဟာမိမိအခွင့်အရေးကိုကာကွယ်နိုင်ပြီးလူမှုဘဝမှာတာဝန်ရှိစွာနေထိုင်နိုင်မှာဖြစ်ပါတယ်